မင်္ဂလာပါခင်ဗျာ Golden Science မြန်မာကနေပြန်လည်ကြိုဆိုပါပဲမနေ့ဖြန် February ရက်နေ့ဆိုတာကျွန်တော်တို့အားလုံးမျှော်လင့်နေတဲ့ရွှေရောင်နေ့ရက်ပါပဲအခုဗီဒီယိုမှာတော့ကျွန်တော်တို့အရင်ကပေးထားတဲ့9နှစ်ခွန်ဆိုတဲ့ခန်းကိုနောက်ဆုံးမိနစ်ခွဲချမ်းစိဖရာမိုးနေနဲ့ဘယ်လိုမျိုးအပိုင်ဖမ်းမလဲဆိုတာကိုအသေးစိတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့နောက်ဆုံးရရှိတဲ့တင်ချဒေတာတွေအရ9နှစ်ခွန်ဟာအားအကောင်းဆုံးစုံမှတ်မှာရှိနေစေဖြစ်ပါတယ်။ဒါပေမဲ့ပညာသားပါနဲ့အမှားအယွင်းမရှိအောင်အရန်အသားစီးအနေနဲ့9နှစ်ရှိ9တိခွန်နဲ့4နှစ်ခွန်ဆိုရဲ့အကွက်3ကွက်ကိုလည်းအရန်အဖြစ်ထည့်သွင်းစဉ်းစားထားဖို့အကြံပြုလိုပါတယ်။ဒီအရန်အကွက်တွေဟာမတော်တဆကဏ္ဍတစ်ခုချော်ထွက်ထည့်ရင်တော့ကျွန်တော်တို့ကအကာအကွယ်ပြီးပါလိမ့်မယ်။နောက်ထပ်အရေးကြီးတဲ့အချက်ကတော့ mathematical rotation ပါ9နှစ်ခွန်ဆိုရဲ့ကဏ္ဍ3လုံးဟာနေရာအပြောင်းလဲလိုက်ထွက်ပေါ်တတ်တဲ့သဘောရှိပါတယ်။ဒါကြောင့် mix video အနေနဲ့ဒီကဏ္ဍ3လုံးရဲ့ပတ်လက်စနစ်အားထားဖို့ကိုပါတတိထားပေးခြင်းဟာအပြည့်အဝစိတ်ချရတဲ့နည်းလမ်းဖြစ်ပါတယ်။အဓိကကဏ္ဍဟာနေရာလွဲပြီးထွက်ပေါ်တတ်တာကြောင့်အားထားခြင်းဟာအဲ့ဒီအပေါက်ပြဲကိုပိတ်ပေးပါလိမ့်မယ်။ဒီနေ့ဟာနောက်ဆုံးပြင်ဆင်ရမယ့်အချိန်ဖြစ်လို့ကျွန်တော်ပေးခဲ့တဲ့အဓိကကဏ္ဍနဲ့အရန်ကဏ္ဍတွေကိုတေချာမှတ်သားထားစီခြင်းပါတယ်။အားလုံးပဲမနေ့ဖြန်မှာကံကောင်းခြင်းနမိတ်များပိုင်ဆိုင်နိုင်ကြပါစေ။ကျွန်တော်တို့ရဲ့ Golden Science မြန်မာကိုလည်းအမြဲစောင့်ကြည့်ဖို့ subscribe လုပ်ထားပါအောင်ခင်ဗျာ။